မင်္ဂလာပါအဲ့ဆရာကအခု root of quadratic equation ရဲ့ root ဒီအကြောင်းကိုပြောရင်းနဲ့ဆရာတို့အဲ့ဒီအကြောင်းအရာနဲ့ဆက်တဲ့အကြောင်းအရာလေးတစ်ခုကိုဆရာထပ်ပြောမယ်အဲ့သူနဲ့ဆက်တဲ့အကြောင်းအရာလေးကပါလဲဆိုရင် intersection point of line and parabola ဟုတ်လားတနည်းအားဖြင့် intersection point of line and curve ဟုတ်ပြီနော် curve တစ်ခုနဲ့ line တစ်ခု curve တစ်ခုနဲ့ line တစ်ခုရဲ့ intersection point ဖြတ်မှတ်ဒီအကြောင်းဟုတ်လားအဲ့တော့ intersection of line and curve ဟုတ်လား intersection of line and curve အဲ့တော့ line နဲ့ curve နဲ့ဖြတ်တဲ့အခါမှာခုနတုန်းကအဲ့ဒါဆရာတို့ quadratic equation တွေနဲ့ root of quadratic equation တွေနဲ့ဘယ်လိုမျိုးသွားပြီးတော့ဆက်လဲဆိုတာကိုဆရာတို့ပြမယ်ဥပမာဆိုကြပါစို့ဒီနေရာမှာဆရာတို့က curve က parabola ကိုသုံးပြုနှစ်ထပ်ကိန်းညီမျှခြင်းဖြစ်တဲ့ကြောင့် parabola ကိုသုံးမယ်ကဲဟောဒီမှာ parabola တစ်ခုဒါ curveပြီးရင် line နဲ့ curve နဲ့ဒီလိုအနေထားဆိုရင်ဒါ line နဲ့ curve နဲ့မဖြတ်တာပေါ့မပြတ်ဘူးဆိုရင်တဲ့အဲ့ဒီညီမျှခြင်းနှစ်ကြောင်းမှာရှင်းလိုက်လို့ထွက်လာမဲ့တန်ဖိုးတွေတဲကနှစ်ထပ်ကိန်းပုံစံရောက်သွားရင်ခုနကတော့ဆရာတို့ root of quadratic equation ပုံစံအရာ b square minus 4ac ဟာသူက less than 0ဖြစ်နေပါလိမ့်မယ်ဟုတ်ပြီအဲ့ b square minus 4ac ဟာ less than 0ဖြစ်နေရင်တဲ့အဲ့ဒီ curve နဲ့အဲ့ line နဲ့မဖြတ်ဘူးဟုတ်ပြီနော်အဲ့တော့ဒီ b square minus 4ac အဖြေမရှိဘူးပေါ့တရားပြန်ပြောမယ်ဆို line နဲ့ curve နဲ့မဖြတ်ဘူးဆိုတော့သူတို့နှစ်ခုမှာပြေလေသူတို့နှစ်ခုကိုပြေလေတဲ့အဖြေမရှိဘူးလို့ပြောတာ ਨੇ အတူတူပဲဒါကုနာရှင်းမှာပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ထားတာကဲနောက်တစ်ခါဘာဖြစ်နိုင်လဲတဲ့ဒါက curve ဆိုပါစို့ဒါက line တစ်ခုဆိုပါစို့ဒါက curve ကွာဒါက line ကွာဒါဆိုရင်ဒီတစ်ခါမှာကျတော့ curve နဲ့ line နဲ့ကဘယ်နှမှတ်ဖြတ်တစ်မှတ်ထဲမှာထိတယ် touch ဖြစ်နေထိအဲ့တော့ထိနေလို့ရှိရင်အဲ့ဒီ line ကိုလည်းဆရာတို့ကဘာလို့ခေါ်လဲဆိုတော့ tangent line လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာ line ဒီ tangent to the curve လို့ပြောရင်လည်းသိထားရမှာကအမှတ်တစ်မှတ်ထဲမှာဖြတ်တယ်ဆိုတာသိထားရမယ်အဲ့ဒီလိုအခါမျိုးမှာအနေထားကဘယ်လိုရှိမလဲ b square minus 4ac ဟာ equal to 0ဖြစ်နေလိမ့်မယ်ဒါဆိုရင် tangent line ဖြစ်ခဲ့ရင်b square minus 4ac 0ဖြစ်တယ်လို့သိထားရမှာနောက်တစ်ခါဒါက curve ဒါက line ဒါက curveဒါဆိုရင် curve နဲ့ line နဲ့ဒီမှာနှစ်မှတ်ဖြတ်တယ်တနည်းအားဖြင့်နှစ်မှတ်မတူညီတဲ့နှစ်မှတ်တနည်းအားဖြင့် two distant real root ဆိုတဲ့ပုံစံနဲ့အတူတူပဲဒါဆိုရင်ဆရာတို့ b square minus 4ac ရဲ့တန်ဖိုးသည် greater than 0ဖြစ်နေမှာပေါ့ဒါ intersecting ဖြတ်နေဟုတ်ပြီနော်ဖြတ်နေတာနှစ်ခုဖြတ်ဒါကြတော့ touch ထိဒါကြတော့ that's not intersect လုံးဝကိုမဖြတ်တာအဲ့တော့အနေထားဘယ်နှမျိုးရှိလဲ၃မျိုးရှိမယ်အဲ့ဒါဆိုဆရာတို့အခုပုံစံကိုကြည့်အောင် show that the line y equal to mx plus 4 y equal to mx plus 4 ဆိုတဲ့ line ဟာ will touch or intersect the curve y equal to s squared plus 3s plus m for all value of m Hori line နဲ့ hori curve တို့ဒီရဲ့ touch ထိရင်လည်းထိမယ်သို့မဟုတ်ဖြတ်ရင်လည်းဖြတ်လိမ့်မယ်တဲ့ထိလည်းထိနိုင်တယ်
ဖြတ်လဲပြတ်နိုင်တယ်ဆိုတဲ့အကြောင်းသက်သေပြပေးပါတဲ့ဟောထိတယ်ဆိုရင် b square minus 4ac က0ဖြတ်တယ်ဆိုရင် b square minus 4ac က greater than 0ဒါကြောင့်မလို့ဆရာတို့ကထိတာလဲဖြစ်နိုင်တယ်ဖြတ်တာလဲဖြစ်နိုင်တယ်ဆိုတော့ဒီ case နှစ်ခုတနည်းအားဖြင့်ပြောမယ်ဆိုရင် greater than or equal 0ဖြစ်ကြောင်းပြခိုင်းတာပေါ့ရမယ်နော်ကဲဟုတ်ပြီလားဆိုကြည့်အောင်အဲ့လိုဆရာတို့ line ရမသူလုံးတဲ့ y equal to mx plus 4 curve ကကဲဟုတ်ပြီဒါဆိုဒီမှာလဲ y တန်ဖို့ဒီမှာလဲ y တန်ဖို့ထို့ကြောင့် x squared plus 3x plus m equal to mx plus 4ကဲဒီဘက်ကိုအကုန်လုံး transfer လာခဲ့အဲ့တော့ x squared plus 3x minus mf ဒီဘက်ရောက်တော့ plus m ဒီဘက်ကို transfer လုပ်လိုက်တော့ minus 4 equal to 0ကဲဒါဆိုရင်ဒီနေရာမှာ x squared x ကိုပုံထုတ်လိုက်တော့3 minus m and minus 4 equal to 0ဟုတ်ပြီ quadratic form ရောက်သွားပြီ sorry x ကိုပုံထုတ်လိုက်တာအဲ့တော့ quadratic form ရောက်သွားပြီ quadratic form ရောက်သွားပြီဆိုတော့ဟော x square ရဲ့မြောက်ဖို့ကိန်းက a equal to 1 b equal to 3 minus n c equal to n minus 4 okay ကဲဒါဆိုရင်ဆရာတို့ဟာဘယ်သူ့ကို check လုပ်ပါလဲအဲ့ b square minus 4ac ရဲ့တန်ဖိုးသည် greater than or equal 0ဖြစ်အောင်ပြနိုင်ရင်သူပြောသလိုထင်ရင်လည်းထင်နိုင်တယ်ဖြတ်ရင်လည်းဖြတ်နိုင်တယ်ဆိုဖြစ်ဟုတ်မလားကဲဒါကြောင့်မလို့ဆရာတို့က b square minus 4ac ကိုရှာကြည့်မယ်တဲ့ b square b နေရာမှာတော့ဗာထည့်မလဲ3 minus m the whole square 4 into 1 into m minus 4အော်ဒါကလက်တက်တင်လိုက်တော့9 minus 6m plus m squared 4 multiply remove bracket လုပ်လိုက်တော့ negative 4m positive 16ကဲဒါကြောင့်မို့ m squared minus ဒီနှစ်ခုက 10m ဟိုဒီနှစ်ခုက25အော်ဒါကိုဆရာတို့ကစာခွဲကိန်းခွဲလိုက်ရင်သူက perfect square ဖြစ်နေတဲ့အတွက်ကြောင့် m minus 5 the whole square ဟုတ်ပြီ for all value of m တန်ဖိုးအားလုံးအတွက်ကဲ m တန်ဖိုးအားလုံးအတွက်ဆိုဒီ m နေရာမှာကြိုက်တဲ့ကိန်းထက် m minus 5ဒီမိသည့်ကိန်းပင်ဖြစ်ခါစေမှုမိသည့်ကိန်းဖြစ်ပါစေဟုတ်ပြီနော် m minus 5ရဲ့ the whole square ဒီ greater than or equal 0ပေါ့ဘာလို့လဲ m က5ဖြစ်ရင်0ဖြစ်မယ် m က5မဟုတ်ဘဲနဲ့ကျန်တဲ့ကောင်တွေဖြစ်တိုက်တာဖြစ်လာဟုတ်ပြီနော်မိသည့်တန်ဖိုးဖြစ်ပါစေမှုနှစ်ထပ်တင်လိုက်တာနဲ့သူက greater than or equal 0ဟောဒါကြောင့်မလို့ဒီအရလာရဲ့အဖြေက b square minus 4ac ဒါကြောင့်မလို့ b square minus 4ac က greater than or equal 0ဖြစ်သွားပြီဒါကြောင့်မို့ the line and curve are touch ဖြစ်ခြင်းဖြစ်မဖြစ်ရင်ဘာလို့ဖြစ်မလဲ intersectတက်ပြတာပါအဲ့ဒါဒီဆရာတို့ဆရာရှိခဲ့တဲ့ quadratic equation တွေရဲ့ဟုတ်လား discriminant နေနဲ့ဆက်နွယ်ပြီးတော့
geometry ဘက်မှာအသုံးချတဲ့ပုံစံတွေရမယ်နော်ကဲဟုတ်ပြီအားလုံးရှင်းပြကြပါစေ